TikTok မှာကိုလုံကန် drive view တွေတင်နေဒါပေမဲ့ engagement ကထင်တယ်လို့မရဘူးအဲ့လိုခင်းနေသလားကဲဒီနေ့မှာတော့လေမြန်မာစေကွက်နဲ့အဝင်ခွင့်ချဖြစ်မဲ့ TikTok marketing နီးလန်းတွေကိုပြောပြတော့မှာကြည့်တဲ့သူတွေနဲ့တကယ်ကို connect ပြီးရောင်းအားပါကြလာစမဲ့ content မျိုးတွေပေါ့အဲ့ဒါတွေကိုဘယ်လိုဖန်တီးမလဲဆိုတာအကျူကြည့်လိုက်အောင် phone screen ကိုအဲ့လို scroll လုပ်နေရင်းနဲ့လေဘာလို့တချို့ဗီဒီယိုတွေကြတော့ရက်ကြည့်မိပြီတချို့ကြတော့ကြော်သွားလဲစဉ်းစားဘူးလားအဓိကအကြောင်းရင်းကရှင်းရှင်းနေပဲ TikTok မှာတင်တဲ့လုံငန်းဗီဒီယိုတွေ view နေရတဲ့အကြောင်းရင်းကလေဒီ platform ရဲ့သဘောတဘာဝအကြောင်းပဲ TikTok က fish ကိုတိုက်ရိုက်ကြည့်ဒါပဲပါလို့အော်ရောနေတာခတ်စားရင်ကြည့်တဲ့သူကိုပျော်စရာတစ်ခုခုဒါမှမဟုတ်ဘူးသူရာလေးတစ်ခုခုပေးနိုင်တဲ့ content မျိုးကိုပို့ပြီးတော့အားပေးတယ်ဆိုတော့ရောင်းဖို့ချေးပဲမစင်စားပဲနဲ့ဖြော်ဖြူဖို့ကိုအရင်ဦးစားပေးရမယ်ဆိုတဲ့သဘောပါပဲ ဟုတ်ပြီဒီနေ့မှာတော့အဓိကအပိုင်း၅ပိုင်းခွဲပြီးပြောသွားမယ်နော်ပထမဆုံးကတော့ mindset ပြောင်းလဲခြင်းရောင်းတာကနေဆွဲဆောင်တာပေါ့ပြီးရင်တော့အရေးကြီးဆုံးဖြစ်တဲ့ပထမ3စက္ကန့်အကြောင်းပြီးတော့တန်ဖိုးကိုဘယ်လိုများဝေမလဲကြီးတဲ့သူကိုဘယ်လိုလှုပ်ရှားအောင်လုပ်မလဲနောက်ဆုံးမှာတော့အောင်မြင်မှုရဲ့ရိုးဘက်ချက်ကဲဒီအကြောင်းအရာတွေကိုတစ်ခုချင်းစီကြည့်သွားကြတာပေါ့ ကဲအပိုင်းတစ်ကိုဆက်လိုက်အောင်ရောင်းချင်းမဆွဲဆောင်ချင်းတို့ဒီမှာလေအရေးကြီးဆုံးနဲ့ပထမဆုံးလုံးရမှာကကိုယ့်ရဲ့ mindset ကိုပြောင်းလဲပြဖို့ပဲ TikTok ဆိုတာကလာဝယ်ပါလို့အော်ရောင်းရမယ်ဈေးတစ်ခုမဟုတ်ဘူးဒါကလူတွေနဲ့ယဉ်နီးအောင်လုပ်ပြီးဆက်ဆံရေးတိဆောက်ရမယ်နေရာတစ်ခုအဲ့လိုလင်းမြင်ပေးဖို့လိုပါတယ် ဟုတ်ပြီအပိုင်းနဲ့ပထမ3စက္ကန့်ရဲ့အစွမ်းခုနပြောတဲ့ဆက်ဆံရေးတိဆောက်ဖို့ပထမဆုံးအခွင့်အရေးကပဲမှရလဲဆိုတော့ကြည့်တဲ့သူကကိုယ့်ဗီဒီယိုကို scroll ကြော်မသွားခင်အစပိုင်းစက္ကန့်ပိုင်းလေးအတွင်းမှာပဲရှိလာအဲ့ဒါကြောင့်မို့လို့လေဗီဒီယိုတိုင်းရဲ့အသက်သွေးကြောလို့တောင်ပြောလို့ရတဲ့ hook အကြောင်းကိုဆက်ပြီးတော့လေ့လာကြည့်ကြရအောင် ဟုတ်တယ်3စက္ကန့်ပဲတကယ်ကို3စက္ကန့်ပဲအချိန်ရတာ TikTok မှာကိုဗီဒီယိုတစ်ပုဒ်ကအောင်မြင်မလားဒါမှမဟုတ် scroll ကြော်တာခံလိုက်ရမှာလားဆိုတာကိုဆုံးဖြတ်ပေးနိုင်တာကအဲ့ဒီပထမဆုံး3စက္ကန့်ပဲအဲ့ဒီခြေလေးတွေမှာကြည့်တဲ့သူကိုဟဲဆက်ကြည့်ချင်လိုက်တာဆိုပြီးဖြစ်သွားအောင်မဆွဲဆောင်နိုင်မှုဆိုရင်တော့ရှလို့ဆိုပြီးနောက်တစ်ပုဒ်ကိုကြော်သွားပြီပဲ ဒါဆိုခုကောင်းတစ်ခုကိုဘလို့ဖန်တီးမလဲအကောင်းဆုံး hook တွေကလည်းကြည့်တဲ့သူကိုဒါဘာဆက်ဖြစ်မှာလဲဆိုပြီးဆက်စုချင်းစိတ်ကိုတအားဖြစ်လာအောင်လုပ်ပေးနိုင်တဲ့အရာတွေပေါ့ဥပမာနဲ့ပြောရရင်ဗီဒီယိုကိုဒီပစ္စည်းကိုမိုးဝဲခင်မှာဒါတွေရက်တိထားတဲ့နော်ဆိုပြီးစလိုက်တာမျိုးဒါမှမဟုတ်လူတိုင်းကြုံနေရတဲ့ဒီ bit လာကိုဘလို့ဖြေရှင်းကြမလဲဆိုတဲ့မြေကုန်းမျိုးနဲ့ဖွင့်လိုက်တာမျိုးပေါ့အဓိကတော့သူတို့ကိုဆက်ကြည့်ချင်လာအောင်စိတ်ဝင်စားမှုကိုနှိုးဆော်ပေးဖို့ပဲ ကဲအပိုင်း3ကိုရောက်လာပါပြီတန်ဖိုးကိုမျှဝေခြင်းဟုတ်ပြီကြီးတဲ့သူကိုပထမ3စက္ကန့်အတွင်းမှာဖန်ဆားထားနိုင်ပြီဆိုပါတော့အဲ့ဒီနောက်မှာသူတို့ဆက်ကြည့်နေဖို့အတွက်တန်ဖိုးချီတဲ့တစ်ခုခုကိုပြန်ပေးဖို့လိုလာပြီဒီနေရာမှာတတိထားရမှာကကိုရောင်းကုန်ကြောင်းကိုတန်းပြီးမိတ်ဆက်တာမျိုးမဟုတ်ဘဲနဲ့ကြီးတဲ့သူအတွက်တကယ်ကိုအကျိုးရှိမဲ့အကြောင်းအရာတစ်ခုခုကိုမျှဝေပေးဖို့ပဲဖြစ်ပါတယ် ဒီမှာကြည့်လိုက်ခြားလာချက်ကတော်တော်လေးကိုရှင်းပါတယ်ဘဲဘက်က hard selling ပေါ့အတင်းရောင်းလာညာဘက်ကကျတော့ value sharing အကျိုးကျေးဇူးကိုမျှဝေတာတကယ်တော့လေဘယ်သူမှကိုယ့်ကိုလာပြီးတော့ဒါဝယ်ပါဟိုဟာဝယ်ပါလို့အတင်းအောင်ရောင်းရတာကိုမကြိုက်ဘူးလေနော် TikTok ထုံးတဲ့တွေကပို့တော့စိုးသေးတယ်သူတို့ကြိုက်တာကတငယ်ချင်းကတော့ကဟေးငါဒါလေးထုံးကြည့်တာတော်တော်အဆင်ပြေတယ်စမ်းကြည့်ပါလားဆိုပြီးပြောပြပေးတယ်လို့မျိုးရင်းနှီးနှီးနဲ့တဘာဝကြကြပြောပြတဲ့ content မျိုးကိုပဲကြိုက်ကြတာ အားဒါကြောင့်ဒီစာသားလေးကိုကိုယ့်ရဲ့ TikTok strategy တစ်ခုလုံးအတွက်အဓိကဆောင်ဖို့တစ်ခုအနေနဲ့အမြဲတမ်းမှတ်ထားလိုက်ပါ။ဘာလဲဆိုတော့ငါကရောင်းနေတာမဟုတ်ဘူးအကျိုးကျေးဇူးကိုမျှဝေနေတာအဲ့ဒီစိတ်လေးနဲ့ content တွေကိုဖန်တီးရမှာပါ ကဲအဲ့လိုတန်မိုးရှိတဲ့ content တွေကိုလူများများစီရောက်အောင်ပို့ပြီးတော့ထိရောက်အောင်လို့ကိုညီပေးမဲ့ technical ပိုင်းဆိုင်ရာအချက်လေးတောင်းချက်ရှိပါသေးတယ်ပထမတစ်ခုကခစ်စားနေတဲ့ trending ဖြစ်နေတဲ့ sound တွေကိုတုံးတာဒုတိယတစ်ခုကစာတန်ထိုး subtitles ထည့်ပေးတာတတိယအချက်ကတော့ video quality နဲ့အလင်းမောင်ကောင်းကောင်းမွန်မွန်ကြအောင် group စိုက်တာဒီတောင်းချက်ကလည်းတော်တော်လေးရည်ကြီးပါတယ်ကဲအပိုင်းလေးကိုရောက်လာပါပြီကြီးစုသူကိုလှုပ်ရှားစေခြင်းဟုတ်ပြီဗီဒီယိုကောင်းကောင်းတစ်ခုဖန်တီးပြီးသွားပြီ hook လည်းကောင်းတယ် value လည်းပေးတယ်အားလုံး okay နေပြီဒါပေမဲ့အဲ့ဒီမှာတင်ရလိုက်လို့မရဘူးကြီးတဲ့သူကိုကဲအခုဘာဆက်လို့ရမလဲဆိုတာကိုတေးသေးချာချာမပြောပြဘူးဆိုရင်ကိုစူးစမ်းထားတဲ့မြကအလကားဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်သူတို့ကိုလမ်းညွှန်ပေးဖို့လိုကိုလိုအပ်ပါအဲ့ဒီလိုလမ်းညွှန်ပေးတာကိုပဲ call to action အတူကောက်ကတော့ CTA လို့ခေါ်တာပေါ့ဒါကဘာနဲ့တူလဲဆိုတော့ကြီးတဲ့သူရဲ့စိတ်ဝင်စားမှုနဲ့ကိုဖြစ်စေချင်တဲ့ရလက်ဥပမာ comment ရေးတာပဲဖြစ်ဖြစ် like လုပ်တာပဲဖြစ်ဖြစ်နောက်ဆုံးဝယ်ယူမှုတစ်ခုအထိပေါ့အဲ့ဒီနှစ်ခုကိုဆက်တွယ်ပြီးတရားတစ်ဆင့်လို့ပါပဲဒါပေမဲ့အဲ့တရားခိုင်ခိုင်မာမာနဲ့ရှင်းရှင်းလင်းလင်းတော့ဖြစ်နေဖို့လိုရယ်နော်အဲ့တော့ရှင်းရှင်းလင်းလင်းပြောဖို့ကိုလုံးဝမကြောက်ပါနဲ့ direct ကိုပြောလာမှာဥပမာအသေးစိတ်သိချင်သေးတယ်ဆိုရင် comment မှာမေးခဲလို့ရပါတယ်နော်ဆိုတာမျိုးဒါမှမဟုတ်ဝယ်ချင်တယ်ဆိုရင်တော့ profile မှာရှိတဲ့ link ကိုနှိပ်ပြီးဝယ်ယူနိုင်ပါတယ်ဆိုတာမျိုးတိတိကျကျကိုပြောပြပေးရမယ်မောရင်လေဒီကေကိုစိတ်ဝင်စားနေတဲ့သူတောင်မှဘာဆက်လို့ရမှာလဲဆိုပြီးမသိတော့ဘဲနဲ့နောက်ဗီဒီယိုကိုကြော်သွားနိုင်ပါတယ် ကဲနောက်ဆုံးအပိုင်း9ကိုရောက်လာပါပြီ
အောင်မြင်မှုရဲ့လျှို့ဝှက်ချက်ဆိုတော့ခုနကပြောခဲ့တဲ့နီလန်တွေအားလုံးကိုပေါင်းဆက်လိုက်တဲ့အခါမှာရေရှည်မှာတကယ်ကိုအောင်မြင်ဖို့အတွက်အဓိက thought ချက်ကဘာဖြစ်မလဲ တကယ်တော့လေလူတော်တော်များများထင်တယ်လို့မျိုးအောင်မြင်မှုဆိုတာဗီဒီယိုတစ်ပုတ် viral သွားတာနဲ့မဆိုင်ပါဘူးအဲ့ဒါကခဏပဲတကယ်ရေရှည်အောင်မြင်မှုရဲ့လျှို့ခွက်ချက်ကပထမအချက်ဗီဒီယိုတွေကိုပုံမှန်တင်ပေးနေဖို့ consistency ပေါ့ဒုတိယအချက်က content အသက်ဆိုင်တွေကိုအမြဲတမ်းစမ်းတက်ပြီးဖန်တီးကြည့်နေဖို့နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ကိုယ်ပရိသတ်ကဘာကိုတကယ်ကြိုက်လဲဘာကိုစိတ်ဝင်စားလဲဆိုတာကိုအမြဲတမ်းနားဆွင့်နေဖို့အဲ့ဒါတွေပါပဲ ဒီတော့အချုပ်ပြောရရင်လေ TikTok မှာအောင်မြင်နေဆိုတာကဘာမှရှုပ်ထွေးခက်ခဲတဲ့အမှုပညာကြီးတစ်ခုမဟုတ်ပါဘူးဒါကအမြဲတမ်းပုံမှန်လေးဖန်တီးနေမယ်အတစ်တွေစမ်းတက်နေမယ်ပြီးတော့ကိုယ့်ကိုကြည့်တဲ့သူတွေကိုနားလည်အောင်ကြိုးစားမယ်အဲ့လိုစံတန်းလေးရှိနေတယ်မြဘယ်သူမှမဆိုလုံနိုင်တဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်ကဲဒီနေ့လေလာအကယ်ဒမီထဲမှာအရေးကြီးဆုံးကတော့လက်တွေ့ပြန်ပြီးစလုပ်ကြည့်ဖို့ပါပဲဒါဆိုရင်နောက်တစ်ခါ TikTok ဗီဒီယိုတင်တဲ့အခါမှာဒီနေ့ပြောရတဲ့အထက်ကဟုတ်ကိုရင်စမ်းမလား value ပေးတာကိုပို့အာရုံစိုက်မလားဒါမှမဟုတ် CTA ကိုရှင်းရှင်းလင်းလင်းထည့်ကြည့်မလားဘယ်ချက်ကိုခရမတော့စပြီးတော့စမ်းတက်ကြည့်ဖြစ်မလဲစဉ်းစားကြည့်ပါဦး